ဆက်လက်တင်ပြပေးမှာတော့ပေါ်ဖြစ်တယ်ဒီပေါ်ကသူနဲ့ထွက်ရထိုင်တာတူတဲ့စလုံးအရှိမနှလုံးဖတ်ခဲ့တယ်တာဒါထွက်ရထိုင်တာအတူတူပဲရှာထိတ်နဲ့စနာရအိုလီယာလို့ခေါ်တဲ့ရှေ့သွားကြီးကြောင်အရင်ကထိထားပဲဒါထွက်ရထိုင်တာပဲမခရက်ဆိုတာအဲ့လောက်ပဲမခရက်ဆိုတာက तू ထွဲမဲ့နေရာလောက်ပဲထိရမဲ့နေရာကိုပဲ तू ပြပေးတယ်ဒီနေရာထိပြီးတော့ဒီအခရာထွက်လာဖို့မရှိဘူးဒီအခရာရဲ့အတန်ထွက်လာအောင်ဒီဆွေဖတ်တွေလိုက်လုပ်ပေးတယ်အဲ့ဒီမှာပေါ်ကအရေးချင်းမှာဂျာအတန်လေးမစီးရအောင်လေးပိတ်ပါရှစ်သက်အတန်ပိတ်ပါလေးလည်းမစီးအတန်လည်းမစီးဟုတ်ပြီနော်ဒါလေးတစ်ခုပြီးလို့ရှိရင်အစတေလာရှာအရင်ကြွမယ်အတူဘတ်ရှာအလဲအပေါ်ကိုကြွမယ်ပြီးရင်အစမတ်မခရက်ကလေးလံသာထုတ်ပြီးတော့ဖတ်မယ်ဒီရေးချင်း၅ခုဆိုတဲ့လာစီမမူတာဇဒါလို့ခေါ်တယ်ဟုတ်ပြီအဲ့ရေးချင်း၅ခုတမှာဂျဟရရှစ်သက်ကအတန်လည်းပိတ်လေးလည်းပိတ်ဆိုတော့ကျွန်တော်တို့ကဘလို့သွားပြီးတော့သူ့ဒီစလုံးအတန်ထွက်အောင်ဘလို့ထုတ်ဖတ်မလဲကောလွန်ကောလာလို့ခေါ်တယ်ဆိုတဲ့လာစီမဂိုင်းမူတာဇဒါကကောလွန်ကောလာရေးချင်းအတန်ပြန်မခရိုက်ကနေအတန်ပြန်ထွက်အောင်လုပ်ဖတ်ရတဲ့ဟာဖြစ်တယ်အဲ့ဒီကနေအတန်ပြန်ထွက်အောင်လုပ်ပြီးတော့ဖတ်တယ်အဲ့ဒီကာလာကဒီနှစ်ခုပြန်ဖြီးပေးတာဂျာနဲ့ရှစ်သက်နဲ့ဂျာရှစ်သက်အတန်လည်းမစီးအတန်လည်းပိတ်လေးလည်းပိတ်ဆိုတော့ဒီကဘယ်လိုထွက်မလဲနော်အဲ့သူမခရိုက်ကနေဒီကာလာကအတန်ပြန်ထုတ်ပေးလိုက်တယ်ကာလာကြောင့်အတန်ပြန်ထွက်လာခြင်းဖြစ်တယ်အဲ့တော့ဒီတော်ကိုလေ့ကျင့်မယ်နှစ်ဆထူးမယ်နော်ပိုရထူးစမ်းနဲ့ဖတ်မယ်အဲ့ပေါ်အိုပေါ်အေးပေါ်ဟုတ်ပြီပေါ်ပွေးတူဘက်ပေါ်طو طن طني طن من المطن مطيطا طني طا ဒီမှာတော့နှုတ်ခမ်းလေးကိုထိအောင်လေးပဲထိထားမယ်လေ့ကျင့်မယ်တကယ်လို့ဒီတော့ကတော်သွေးတူဘတ်တော်ဆိုရင်ဒါမှမယ်နော်နှုတ်ခမ်းမထိရပါဘူးပေးရှိတဲ့နေရာမှာပဲနှုတ်ခမ်းလာထိမယ်လက်ကိုလာထိမယ်တော်သွေးတူဘတ်တော်တူတန်ပနီတန်တဲ့ဒီမှာချိုးလို့ဖတ်ကြတယ်တော့လို့ဖတ်တယ်အဲနှုတ်ခမ်းချုံနေဆိုအဲ့ဒါတာနဲ့ဝေါင်းနဲ့ပေါင်းတဲ့အတန်လေးအထူးအတန်မဖတ်တတ်တော့တော့လို့ဖတ်ကြတယ်အဲ့ဒါတွေမှားတယ်နော်အဲ့ပုံစံမဖတ်အောင်အဲ့တော့အဲ့လိုမဖြစ်အောင်ဘယ်လိုလုပ်ဖတ်မလဲပိုဖြည့်ချင်းကနှုတ်ခမ်းနဲ့ဆိုင်တာမဟုတ်ဘူးပိုဖြည့်ချင်းကခုနကကျွန်တော်တင်ပြတယ် Stella အဲ့တော့ဒါဒီရှာနဲ့ပဲဆိုင်ရှာအရင်ကြွရင် Stella ဖြစ်မယ်ရှာအလဲပါထပ်ကြွလိုက်ရင်အဲ့တော့ဖြစ်သွားမယ်အဲ့ဒီတိုင်းလေ့ကျင့်ပေးဖို့လိုတယ်နော်